အားလုံးပဲမင်္ဂလာပါနော်ဒါကတော့ကျွန်တော်တရုတ်ပြည်မတက်လာခင်လေးပေါ့နော်လက်တွေ့တင်သွားတဲ့ဒီဘက်ကအင်ကြီးအနေနဲ့အောင်ပေါ့နော်ဘက်ကတော့ညီညီပေါ့နော်ဟိုနည်းနည်းဝတ်တို့နဲ့အကိုကြီးရတဲ့ကိုစိန်ထက်ပေါ့နော်သူတို့ကတော့ကျွန်တော်ရှိမှာတရုတ်ပြည်မှာမတက်လာခင်တော့လက်တွေ့တင်သွားတာပေါ့နော်ကိုစိန်ထက်ကတော့နေပြီးတော့ပေါ့နော်ညီညီကတော့တဘာမှတိဟောက်မှာပဲမုတ်ဆရာထက်လုံနေတယ်ပေါ့နော်ဒီဘက်ကအောင်အကြောင်းပြောချင်ပါနော်ဒီကလေးကတက်က19နှစ်ပဲရှိသေးရပေါ့နော်ကျွန်တော်မုတ်တင်တန်းလာတက်တယ်ပေါ့နော်တင်တန်းကာလမှာလည်းကျွန်တော်ချိန်ကြာကြီးမပေးလိုက်ရအောင်ပေါ့နော်3ရက်လောက်နဲ့သူ့လက်စလေးကိုကျွန်တော်သဘောကျလို့ညီလေးမင်း3ရက်လောက်ဆိုရပြီပေါ့မင်းလက်ရအဆင်ပြေတယ်ဆိုပြီးတော့သူ့ကိုပြန်လွှတ်လိုက်တာပေါ့နော်အဲ့ဒါအခုထိုင်းတဲ့ဘက်မှာပေါ့နော်ထိုင်းတဲ့ဘက်မှာတွန်းလဲလေးနဲ့ရောင်းတာပေါ့နော်တလောက်သူတနေ့3000ကျော်တော့ရောင်းရတယ်တဲ့3000ကျော်ဆိုသူ့ရဲ့ဝင်ငွေကတလောက်10သိန်းနီးပါးလောက်ရှိတယ်ပေါ့နော်ဒါအခုကတော့ကျွန်တော်ရှိမှာ online တင်တဲ့ပေါက်စီလဲထပ်ပြီးတော့တင်တယ်ပေါ့နော်ဆရာကြောင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ရတာဆိုပြီးတော့လည်းသူတင်တဲ့ဆရာကြော်ကြီးလဲတီးတန်းထပ်ပြီးကြော်တယ်ပေါ့နော်ဆိုလိုတာကချိုးကကြတော့ဘယ်လိုလဲဆိုတော့မုတ်ပညာကခက်ခဲတယ်ပေါ့နော်နှစ်ချီလာချီပြီးမှတင်မှအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးယုံကြည်လည်းရှိကြတယ်ပေါ့နော်ကျွန်တော်ရဲ့ယုံကြည်မှုကတော့ဆရာနဲ့တေချာတင်မယ်ပေါ့နော်တေချာတင်တဲ့ခါကြလို့ရှိရင်တကယ်လဲလက်တွေ့ကြတတိရှိလုံးမယ်ဆိုရင်တကယ်အဆင်ပြေတယ်ပေါ့နော်ကိုစိန်တက်ကတော့နေပြီးတော့မှသူကအစိုးရဝန်ထမ်းပေါ့နော်အစိုးရဝန်ထမ်းသူပင်စင်ယူတော့မှမလို့ပညာလေးကိုလာတင်တာပေါ့3မျိုးပေါ့နော်ဒီဘက်ကညီညီကတော့အခုကျွန်တော်တင်တန်းပေးနေတဲ့လက်ဖေးဆိုင်မှာပဲမုတ်ဆရာအနေနဲ့ငယ်မွေးချံပေါင်းမွေးတာပေါ့နော်ဒီဘက်ကနိုင်လေးပတ်ထားတဲ့ညီညီပေါ့နော်သူလည်းအခုမုံလုံးနေတယ်ပေါ့နော်နှစ်ယောက်ကတော့အပြင်ကလာတင်တာပေါ့နော်တယောက်ကတော့စပွဲတော့လုပ်ပြီးတင်တာပေါ့နော်အဲ့ဒီမှာကျွန်တော်ခံုံချက်တွေတက်နေတဲ့ကမတူကြဘူးပေါ့နော်တချို့ကကြတော့မုံဆရာလုပ်ဖို့တော့ကိုမုံလာတင်တယ်တချို့ကကြတော့ကိုပိုင်စီးပွားရေးလုပ်ဖို့တော့ကိုမုံလာတင်တယ်အဲ့ဒီကြားမှာကျွန်တော်တင်တန်းတက်လူသတိထားမိတယ်ပေါ့နော်ကျွန်တော်ရှိမှာအနေနဲ့ရဲကလာတင်ကြတယ်ပေါ့နော်တချို့လူတွေကကြီးရွယ်ချက်လည်းတကယ်ရှိတယ်တကယ်လည်းလုပ်တယ်ပေါ့နော်သူတို့ကြီးရွယ်ထားတဲ့တန်တကယ်လုပ်တယ်လို့ရှိတယ်တချို့လူကြတော့တကယ်လားတင်တယ်တကယ်လုံးမလို့တော့လက်လျှော့သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့လက်လျှော့တဲ့လူကတော့ရှိတယ်ပေါ့နော်ကျွန်တော်တင်တန်းမှာ3-4-5ယောက်တော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုရွေထားပြီးတကယ်လုပ်ပြီးတော့တကယ်အဆင်ပြေသွားတဲ့လူတွေများတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဂျုံလုံးကကျွန်တော်ကနှစ်ကြောပြန်ရိုက်ထားတဲ့ဂျုံလုံးဖြစ်တဲ့အတွက်ကိုအပြဲများတယ်ပေါ့နော်ဒါပထမတစ်ကြောရိုက်ပြီးသွားပြီးနောက်တစ်ကြောကိုပြန်ပြီးတော့လုံးပြီးပြန်ရိုက်တော့ဂျုံဒါလေ့ကျင့်ရတဲ့ပေါ့နော်ဒါတော့ကျွန်တော်တရုတ်ပြည်ရောက်မှာပေါ့နော်အကောက်ပြန်လက်ခံပေးပါပေါ့နော်ကျွန်တော်ရှိမှာတင်သွားတဲ့ညီလေးအောင်ပေါ့နော်အင်ကြီးနီးနဲ့ကောင်းလေးပေါ့နော်သူဂျုံလုံးကိုပေါ့နော်အဲ့မှာရောက်လုံးလို့အဆင်မပြေလို့အိမ်မှာလုံးလို့ရတာပေါ့ဒါလေးတွေကျွန်တော်လှမ်းမေးတာပေါ့နော် message ကနေပြီးတော့လမ်းထိန်နဲ့သူတွန်းလဲနဲ့ရောင်းတာပေါ့နော်ချိန်နောက်ကြလို့တဲ့အိမ်မှာလုံးပြီးတော့တဲ့အကုန်လုံးစီစဉ်ထားလို့ရလာပေါ့နော်အမှကျွန်တော်အတန်ဖိုင်နဲ့ပြန်ဖြေထားပေးတယ်ပေါ့နော်ဒါတော့ပေါက်စီတင်မို့လို့ပေါ့နော်ပေါက်စီဘာဂျုံနဲ့လုံးလဲဆိုသူမေးတာပေါ့ဒါ online တင်တော့မှသူမိကွက်ဈေးမှာရောင်းတာပေါ့နော်မိကွက်ဈေးမှာပစ္စည်းဝယ်တာပေါ့နော်ဆရာပလာတာစက်တီရတယ်ဝယ်သူတော်များများဆောက်လို့ကောင်းတယ်လို့ပြောတယ်ဒါကတော့ပေါက်စီဂျုံသူတင်မယ်ဆိုလို့ကျွန်တော်ပြန်ပို့ပေးတာပေါ့နော်သစိတ်ကိုပြန်ပို့ပေးတာပေါ့နော်ဒါကတော့ပါဝါပေါ့နော်ပါဝါဘယ်နှမှာဝယ်လို့ရလဲလို့မေးတာပေါ့နော်အဲ့အောင်ပေါ့နော်သူမြန်မာနိုင်ငံမှာဆိုရင်အခုလက်ရှိဝင်ငွေနဲ့ဆိုရင်သူတလောက်10သိန်းဝန်းကျင်လောက်ရတယ်ပေါ့နော်ဒါကျွန်တော်ရှိမှတင်သွားတယ်ဆိုတော့လေ3ရက်လောက်ပဲကြာတယ်ပေါ့နော်အခုလဲလက်ရှိသူယုံကြည်နဲ့ထပ်လုပ်ပြီးတယ်ပေါ့နော်ထပ်လုပ်တော့သူအောင်မြင်တယ်ပေါ့နော်တလောက်10သိန်းနီးပါးလောက်ရတယ်ပေါ့နော် KB နဲ့သူလွှဲလိုက်မယ်ပေါ့နော်ဒါကတော့တမျိုးတည်းဆိုလို့ရှိရင်3သိန်းမှာသူကတော့ဆရာကြော်ကျဲအနေနဲ့3သိန်းမှာထပ်လွှဲပေးထားတယ်ပေါ့နော်2သိန်းလွှဲပေးထားတယ်ပေါ့နော်
ဘာဖြစ်ဖြစ်သူအောင်မြင်သွားတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဝမ်းသာတယ်ပေါ့နော်ဒါကတော့ပေါက်စီထပ်ပြီးတော့တင်တာပေါ့နော် online တင်တာပေါ့နော်ဗီဒီယိုလေးလောက်ရခြင်းကတော့ဒီကျွန်တော်ရှိမှတင်ပြီးတော့အဆင်ပြေနေတဲ့လူတွေအများကြီးရှိပါတယ်ပေါ့နော်ကျွန်တော်တော့မှပဲဒီသူများအခုတရုတ်ပြည်မှာလာရပေါ့နော်တစ်လောက်15သိန်း30ဆိုတာဒါသူများလို့လို့ရတာပေါ့နော်သူဆိုမြန်မာနိုင်ငံမှာ10သိန်းကျော်လောက်ဝင်နေဆိုတော့ကျွန်တော်ဝင်ငွေလောက်နဲ့အတူတူတော့တွားကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့လမ်းစိတ်တွေပါလည်းရှိတာကျွန်တော်ဗီဇာကြေးတွေဗာကြေးတွေအဲ့လိုရှိတာဆိုတော့သူအောင်မြင်တယ်ဆိုတော့သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဒီဗီဒီယိုလေးရှိတာပေါ့ဒီလိုမျိုးတင်တဲ့လူတွေအဆင်ပြေတဲ့လူတွေအများကြီးရှိပါတယ်နော်ကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တာပဲရှိတာပေါ့နော်ဒါတော့ကိုယ်ပိုင်လုပ်ငန်းရရတာလေးပါနော်